ပြောမင်းကောင်းလေးရဘယ်တိုင်းရလဲ မာကရက်တိုင်ရ မင်းငါငိုးတဲ့မကတဲ့တိုင်းဖာသမသား ဖုန်းခေါ်တာလို့ ဘုံကမင်းဘယ်ရလဲ ပရာနေဝတဝတ္တရားလေးဘာဖြစ်လို့လဲ ဘယ် ပရာနေမီတာဝတဝတ္တရားလေး 15 ဘလို့ ဟုတ်တယ်ပြေပြော ပရာနေမီတာဝတဝတ္တရား မင်းကဘာကောင်လို့ဒီဖုန်းကိုခဏခဏဆက်နေတာမင်းဘာဖြစ်နေတာ ဟာခဏဆက်လို့အဲ့ဘက်ရှာဆက်တာလေကျွန်တော်အခုဆက်လို့လား မင်းငါပြောပြမယ်ငါလုံးမကမင်းသိချင်လို့လားငါဘယ်ကောင်လဲမသိတာ ကျွန်တော်ဘယ်ကောင်းလဲခင်ဗျာသိလို့လား မင်းဘယ်ကောင်လဲငါစောက်ကူပဲခဲ့ဘူးမင်းဘာဖြစ်နေတာဘယ်နေရာထိုးကြင်ပြောလားဟုတ် ဘယ်ရတွေ့ချင်းလာခဲ့လေဒီကိုမြန်မာနိုင်ငံမြေကုန်6အောက်ဘက်ဆောင်လာခဲ့ မင်းဘာကြောင့် ကျွန်တော်ပြောပြီးကျွန်တော်မဆက်ဘူးအဲ့ဘက်ရှာဆက်လို့ကျွန်တော်ပြန်ဆက်ပေးတာ ဒီမှာကျန်ရအောင်ဆက်ကြမင်းကိုအကြောင်းဝင်မရှိတာ ကျွန်တော်လည်းအဲ့ဘက်ရှာမှာဆက်ရအကြောင်းလည်းဒီ မင်းတိုက်တဲ့နေရာကိုမင်းဖိတ်ခေါ်လိုက် ကျန်တဲ့ဒီမြန်မာနိုင်ငံမြေကုန်6အောက်ဘက်ဆောင်လာခဲ့အဲ့ ဘာ ဆို လို့ရဘာလို့ရ ဘာလို့ မင်းဘယ်မလို့လဲရတက်ကလားမင်းတို့တက်ကိုလီးပဲလို့ထင်တယ်လို့ကြော်လေးပဲလို့ပြောလိုက်အလုံးမကဘာလို့မခဏဖုန်းခေါ်လာ ခမကြောက်လာမဟုတ်ဘူး ကြော်လေးကလီးပဲလို့ထင်တယ်လို့ ကျွန်တော်ရိုင်းတက်ဦးကျွန်တော်တို့က မရိုင်းတတ်တာငါမသိဘူးမင်းကဘာကြောင့်မဟုတ်ခဏဖာသမက ဖုန်းဆက်တာဘယ်လိုဆက်တာလဲဘယ်လိုရင်ဆက်တာလဲပြောဘယ်လိုရင်ဆက်တာလဲ အဲ့ဒါနဲ့ခေါ်မှမဟုတ်ဘူး ကြပြောဆက်ပြောလား မင်းစားကြည့်တာငါဘယ်နေရာလာတော့ပြောရ ဆက်ပြောလားလို့ ဘာလဲ ဆက်ပြောလားလို့ ဘာပြောမှလဲ ဖာသမက ကိုပြောတာကိုယူ ဘာလို့ရ ဟိုမင်းကိုလို့မင်းငါတော့ပြောမယ်မင်းစားကြည့်တာစားကြည့်မင်းတိုက်ကြည့်နေချင်းနေ ပြောပြီးလေဒီလာချင်းတပားစုဒီမြန်မာနိုင်ငံမြေပုံ6အောက်ဘက်ဆောင်လာခဲ့ ဘာမှမပြော ပြောရပြောမင်းကောင်းလေးရဘယ်တိုင်းရလဲ မာကရက်တိုင်ရ Stop it. မင်းငါငိုးတဲ့မကတဲ့တိုင်းဖာသမသား ဘာဖြစ်လို့လဲ လီးအလုံးမသား ကိုပြောတာကိုယူ